လည်းလူရတယ်ဘောနော်ဒါဆိုရင်ဆိုလေတော့ပြန်နေလူအများကြီးရှိတယ်ဘောနော်တော့ပါဝင်ကြရအောင်နော်မြန်မာပြည်အတွက်ကိုလိုအခါလည်းပါဝင်ကြရအောင်သိချတဲ့နေရာမှာပါဝင်ပြီးတော့ပြေးကကြတာဒီချိန်မှာကကိုရဲ့ပြောမလဲဆိုတော့တကယ်နဲ့တကယ်တောင်းဖို့တာရှိတယ်ဆိုတော့မြန်မာပြည်ကပြေးကကြရအောင်မြန်မာပြည်တို့တောင်းပေးမယ်မြန်မာပြည်တို့ပါဝင်ပြီးတော့စူးစီးပြေးကလည်းဆိုတော့အများကြီးလာပါလေတို့လည်းပြေးကကြတယ်အဲကြောင့်မို့ဒီမှာရှင်းဒီကိုယ်ကောလည်းပြေးကကြပါလို့ပြောချင်တယ်ဒီနောက်တစ်ခုအနေနဲ့ကျွန်တော်တို့ဒီမှာကစားပြန်အမိုက်ပြန်သိမယ်နော်ပြောခါလာလည်းမကောင်းဘူးဆိုတော့ပြီးလို့ရှိရင်ဘာပြောချင်ဆိုဒီနေ့ဒီမှာလာရတဲ့ကျွန်တော်တို့ဒီစုံချီရဲ့တကယ်ပဲဒီနေ့အနေငယ်လေးဘောတော့ပြောပြချင်တာဗာလဲဆိုရှင်တော့ကျွန်တော်အားလုံးလည်းလူငယ်တွေဆိုတော့လေကျွန်တော်လောကမှာအချစ်ကြောင်းပြောမယ်နော်ဆိုတော့အချစ်ကြောင်းပြောမယ်ဆိုတော့ဒီညမှာတကယ်ဘာတိုင်းတော့မပြောဘူးနော်တကယ်အချစ်ကြောင်းပြောမယ်ဆိုတော့အားလုံးတည့်တိုင်းပဲ1500ဆိုတဲ့အချစ်လည်းရှိတယ်ပြီးလို့ရှိရင်တော့928အချစ်ပဲနော်မိသားစုချစ်တဲ့ရှိတယ်1500အချစ်ကတည့်တိုင်းပဲလေနော်ဆိုတော့နောက်တစ်ခုဘာလဲဆိုလို့ရှိရင်နောက်တစ်ခုကျတော့အကပဲချစ်လို့ခေါ်တယ်1500ချစ်လဲတချို့တိကြတယ်တချို့928ချစ်လဲတိကြတယ်အကပဲချစ်ဆိုတာကတော်တော်များမတိကြဘူးဒီအကပဲချစ်ဆိုတဲ့စာကဒီနေ့ထောင်ရချစ်လို့ခေါ်တယ်ဆိုတော့ထောင်ရချစ်ကထောင်ရဘုရားထံမှာလာပြီးတော့လူသားအလုံးကိုတကယ်ပဲဒီနေ့ဓမ္မကျမ်းစာကဘာပြောလဲဆိုလို့ရှိရင်လေလူငါတို့ဒီအပြစ်ရှိစင်တင်တဲ့ခွတ်တော်ဒီငါတို့ကြောက်ပြေခံတော်မူပြီးပြီတဲ့ငါတို့ကအဘယ်များလောက်ချစ်တော်မူပြီးဘိုးတဲ့ထင်ရှားစွာပြတယ်တဲ့ဆိုတော့ဘုရားကလူသားအလုံးကာယကံဝစီကမနောကအပိကနေငရဲမသွားဖို့တကယ်တင်ဖို့အတွက်သူကလေဝါကားတိုင်းမှာတကယ်ပဲရချီပေးတယ်ကျွန်တော်အားလုံးလူမျိုးဖို့တက်ဖြစ်တယ်လူသားအားလုံးတက်ဖြစ်တယ်ဘာသာမရေးဘူးလူမျိုးမရေးဘူးအဲ့ဒါကဘာအချစ်လဲဆိုလို့ရှိရင်တော့ခေါလာချစ်တနည်းအားဖြင့်ပြောပြဆိုရှင်တော့ infinity အချစ်ဒါကကျွန်တော်အကပဲအချစ်လို့လည်းခေါ်တယ်ဆိုတော့တကယ်ပဲအဲ့ဒါထောင်လာချစ်ကျွန်တော်928တို့1500ဆိုတာဈေးသွားကုန်ပြီနော်ဒါပေမဲ့အဲ့1500ချစ်မကပဲနဲ့ထောင်လာချစ်ရတယ်ဆိုလို့ရှိရင်တကယ်ပဲကျွန်တော်သားထဲမှာကတော့ဟောဘယ်နေရာပဲရောက်ပါဒီမှာကျွန်တော်နှလုံးသားတွေကနေဖျားသခင်ကျွန်တော်ကာယကံဝစီကမနောကကိုအချစ်အပြစ်မလွတ်မြောက်နိုင်ဘူးကိုတော့မဆပါကျွန်တော်တကယ်ပဲတည်လို့ရှိရင်ကျွန်တော်ဝိနေငရဲမသွားချင်ဘူးထို့တော့ကြောင့်ကျွန်တော်ပြစ်ကလဝါကလည်းမစပ်ပြီးဆိုကျွန်တော်ယုံကြည်လက်ခံခြင်းတယ်ဆိုပြီးတော့လေနှလုံးသားတွေကနေရှိတဲ့နေရာမှာကျွန်တော်တို့ကဝင်ခံတဲ့စုတောင်းတယ်ဆိုလို့ရှိရင်တော့ဘုရားကလူမျိုးဘာသာမျိုးပဲနဲ့နှလုံးသားကိုကြည့်တော့ဘုရားဖြစ်တော့ကြောင့်ဒီလူအမှုပေါ်မှာဖြည့်ဆည်းပေးတဲ့ဘုရားဖြစ်တယ်ထို့တော့ကြောင့်ယေရှုခရစ်တော်ဘုရားဆိုတဲ့ကဲကျွန်တော်ခရစ်ဘာသာကြားဖို့ယေရှုခရစ်တော်ဘုရားဆိုတာလူသားအားလုံးကိုအပြစ်မကဲချွတ်မိတော့ကြောင့်ယေရှုလိုမရတာနာမည်တိုင်းမှာကအတိတ်ပဲရှိတယ်ထို့တော့ကြောင့်ယေရှုဆိုတဲ့ကမိမိတို့ကပြစ်မကဲချွတ်မိတယ်သူဖန်ဆင်းလူသားအားလုံးကိုငရဲမတော်ဘူးတဲ့ဒီနေ့တူမဆိုအပြစ်ပြားလို့ပြောတယ်နော်ကိုဒီဆိုမဲ့ထို့တော့ကြောင့်လူသားအားလုံးပြစ်ကနေလူမျိုးဖို့တူဟာလေဝါကရဲမှာလူသားတိကပြီးတော့တိကပေးတယ်ဘုရားရှင်စစ်ဖြစ်တော့ကြောင့်3ရက်လောက်ကနေမှရှင်းပြန်ခမ်းရောက်ပြီးတော့တကယ်ပဲကောင်းကင်ဘုရားဘုရားဖြစ်တယ်ဆိုတော့သူသားသမီးတွေကိုတကယ်ပဲဒီလိုမျိုးတကယ်ပဲနောက်ဆုံးတော့ကာလမှာပြန်ရုပ်သိမ်းမှာဖြစ်တယ်ပြောချင်တာကသူ့ကိုယုံကြည်တဲ့ခိုင်ပြောတာခေါလာသက်ရှင်တော်တည်ဖြစ်တယ်အားကြောင့်မဟုတ်